လွန်ခဲ့တဲ့နှစ်ပေါင်း635 သန်းအချိန်မှာတော့ကမ္ဘာကြီးကိုရေခဲတွေဖုံးလွှမ်းခဲ့တာနှစ်ပေါင်း15 သန်းကြာမြင့်ခဲ့ပါပြီ။ဒါပေမဲ့ဒီရေခဲတွေဟာလည်းထာဝရမတည်ရှိနိုင်ပါဘူး။တခုခုကတော့ကမ္ဘာကြီးကိုရေခဲတွေဖုံးလွှမ်းထားတဲ့ဘဝကနေကယ်တင်ပေးဖို့လိုပါတယ်။ရေခဲတွေမရှိတော့တဲ့အခါကမ္ဘာမျက်နှာပြင်ပေါ်ကသက်ရှိတွေဟာဒီအရေးတန်းကြောင့်ရှင်သန်နိုင်ပါအောင်မလားဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ကမ္ဘာကြီးအေးခဲသွားပြီးပထမဆုံးအကြိမ်ဖြစ်မီးတောင်တွေပေါက်ကွဲလာပြီးရေခဲပြင်ကိုခွဲထွက်ပေါ်ပေါက်လာကြပါတယ်။မီးတောင်တွေဒီလိုပေါ်ထွက်လာတာတော့သူတို့ရဲ့အပူနဲ့စွမ်းအားတွေဟာရေခဲတွေကိုထိခိုက်အောင်မလုပ်နိုင်ကြသေးပါဘူး။မီးတောင်တွေဟာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေတန်ပေါင်းဘီလီယံနဲ့ချီပြီးထုတ်လွှတ်ကြပါတယ်။ကမ္ဘာကြီးကိုရေခဲတွေမဖုံးလွှမ်းခင်မှာကမ္ဘာကြောက်တုံးကြီးတွေကကာဗွန်ဒိုင်အောက်ဆိုက်တွေကိုအများကြီးစုပ်ယူခဲ့ကြတယ်ဆိုတာမှတ်မိကြအောင်ပဲထင်ပါတယ်။အခုတခါမီးတောင်ပေါက်ကွဲမှုမှာတော့စုပ်ယူမဲ့ကြောက်တုံးတွေကိုရေခဲတွေကဖုံးအုပ်ထားတာကြောင့်ဒီတန်းငွေတွေကိုစုပ်ယူမဲ့အရာဘာမှရှိမနေပါဘူး။ဒီလိုနဲ့လေထုထဲမှာ CO2 တွေပြည့်နှက်သွားပါတယ်။လေထုထဲရောက်လာတဲ့ CO2 တန်းငွေတွေဟာနေကလာတဲ့အပူကိုစောင်ကြီးတစ်ထည်နဲ့အုပ်ထားသလိုပိတ်လှောင်ထားပြီးအပူချိန်မြင့်တက်လာတာကြောင့်နှစ်ပေါင်း15 သန်းလောက်အေးခဲနေတဲ့ရေခဲတွေဟာစတင်ပြီးအည်ပျော်လာပါတယ်။ကမ္ဘာကြီးအေးခဲသွားတော့ကရေခဲတွေဟာကမ္ဘာအခွန်လွှာကိုအောက်ဘက်ကိုဖိသွင်းခဲ့ကြပါတယ်။အခုတော့ရေခဲတွေအည်ပျော်လာတဲ့အချိန်ရောက်တဲ့အခါအခွန်လွှာဟာကြွတက်လာပါတယ်။မြေကန်အားနေတဲ့နေရာတွေမှာအနေပိုင်းတွေဖြစ်လာပြီးမီးတောင်တွေတစ်ခုပြီးတစ်ခုပေါ်ထွန်းလာပါတယ်။ဒီမီးတောင်တွေဟာလေထုထဲကိုကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေထုတ်လွှတ်ပြီးအပူချိန်ကိုပိုမြင့်တက်လာအောင်တွန်းတင်လိုက်ပါတယ်။အရေးပျော်နေတဲ့ရေခဲတွေဟာလည်းပိုများပြားလာပြီးပျော်ကျလာတဲ့ရေခဲတွေဟာဓာတုဓာတ်ပြုမှုအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်တွေအတွင်းမှာအောက်ဆီဂျင်ဓာတ်ငွေ့ကိုထုတ်လုပ်ပေးပါတယ်။ကမ္ဘာကြီးအေးခဲနေခဲ့တဲ့အချိန်တုန်းကနေကလာတဲ့ခရမ်းလွန်ရောင်ကြီးဟာရေခဲထဲမှာရှိနေတဲ့ရေမော်လီကျူးတွေနဲ့ဓာတ်ပြုပြီးအောက်ဆီဂျင်မော်လီကျူးတွေအများကြီးပါဝင်တဲ့ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။အခုတော့ရေခဲတွေအရေးပျော်လာတဲ့အခါဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဟာပြိုကွဲလာပြီးအောက်ဆီဂျင်ပမာဏအများကြီးကိုထုတ်လွှတ်ပါတော့တယ်။နှစ်ပေါင်း15 သန်းကြာအောင်အိပ်ပျော်နေခဲ့တဲ့ကမ္ဘာကြီးဟာတဖန်ပြန်လဲနိုးထပြီးတဲ့နောက်အရင်နဲ့မတူတော့တဲ့နေရာကြီးတစ်ခုဖြစ်သွားခဲ့ပါပြီ။အခုတော့လွန်ခဲ့တဲ့နှစ်ပေါင်းသန်း600အချိန်ကိုရောက်လာခဲ့ပါပြီ။လေထုဟာပိုပြီးပူနွေးနေပြီးနွေရာသီနေ့ရက်တစ်ခုနဲ့တူပါတယ်။ဒါပြင်နေတာလည်းပိုရှည်လာပြီး22 နာရီအထိကြာမြင့်လာပါပြီ။ဒီရေတွေအားလုံးနဲ့ပေါင်းစပ်လိုက်တဲ့အခါသက်ရှိတွေဖြစ်ပေါ်လာဖို့ပါဝင်ပစ္စည်းတွေဟာပြည့်စုံသွားပါပြီ။ကမ္ဘာကြီးအေးခဲမသွားခင်ကစင်ကယ်ဆဲဘက်တီးရီးယားတွေဟာသမုဒ္ဒရာထဲမှာဖြစ်ပေါ်လာခဲ့ကြပါတယ်။လူသားသက်တမ်းထက်85 ဆလောက်ကြာအောင်အေးခဲသွားတဲ့အချိန်တိုင်းတာကြီးတစ်ခုကိုသူတို့တွေရှင်သန်ကြဖို့ဖြစ်နိုင်မယ်မထင်ပါဘူး။တကယ်လို့များတနည်းနည်းနဲ့ရှင်သန်နိုင်မှုနည်းလမ်းကိုသူတို့တွေးခဲ့ကြမယ်ဆိုရင်သူတို့ကိုပြန်လဲရှာဖွေဖို့ကကျွန်တော်တို့အရင်တွေးခဲ့တဲ့နေရာမှာပြန်ရှာဖွေတာဟာအကောင်းဆုံးပါပဲ။ဒီတော့သမုဒ္ဒရာထဲမှာရှာကြရအောင်ပါ။အခုတော့လွန်ခဲ့တဲ့နှစ်ပေါင်းသန်း940ကိုရောက်ရှိလာပြီးအောက်ဆီဂျင်တွေပြည့်နှက်နေတဲ့သမုဒ္ဒရာထဲမှာရှိခဲ့ကြတဲ့အဲ့ဒီစင်ကယ်ဆဲဘက်တီးရီးယားတွေဟာစင်ကဲပြောင်းလဲလာခဲ့ကြပါပြီ။သူတို့ဟာအေယာမအေးခဲမှုကြီးမှာရှင်သန်ခဲ့ကြပြီးအခုချိန်မှာတော့သူတို့ဟာနေရာတိုင်းမှာအပင်တွေဖြစ်နေကြပါပြီ။အပင်တွေအပြင်တခြားအရာတခုလည်းရှိနေပါတယ်။ကြည့်ရတာတော့အခွန်မာပိုးကောင်လေးတစ်ကောင်နဲ့တူပါတယ်။ဒီကောင်လေးတွေကိုဝီဝက်ဆီယာလို့ခေါ်ပါတယ်။ဒီကောင်လေးတွေဟာရှုပ်ထွေးတဲ့ဆဲပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ multi-cell organism သက်ရှိတွေရဲ့မျိုးဆက်အသစ်တစ်ခုဖြစ်ပါတယ်။တိုးတက်များပြားလာတဲ့အောက်ဆီဂျင်ပါဝင်မှုဟာဒီသက်ရှိတွေကိုပိုပြီးကြီးထွားလာစေပြီးတော့အယိုးနဲ့တူတဲ့ဖွဲ့စည်းပုံတွေဖြစ်လာစေဖို့အထောက်ပံ့ပေးပါတယ်။အဲ့ဒီထဲမှာ worm လို့ခေါ်တဲ့ပိုးကောင်တွေပင်လယ်ရေမြုပ်တွေပြီးတော့ trilobite လို့ခေါ်တဲ့ဒီကောင်လေးတွေဖြစ်လာပြီးဒီကောင်လေးတွေဟာ insect တွေ lobster တွေကင်းမီကောက်တွေနဲ့နည်းနည်းအလှမ်းဝေးတဲ့အမျိုးတွေဖြစ်ပါတယ်။သမုဒ္ဒရာထဲမှာရှိတဲ့သက်ရှိတွေဟာဒီလိုနဲ့ပဲတိုးပွားလာပါတယ်။ microscopic bacteria တွေဖြစ်ကနေဒီလိုအကောင်ကြီးတွေဖြစ်ကိုရောက်လာခဲ့ပါပြီ။ဒီအကောင်ကိုတော့ Anomalocaris လို့ခေါ်ပြီး60 cm လောက်အရှည်ရှိပါတယ်။မျက်လုံးကြီးတွေရှိပြီးဓာတ်သွားလိုခြုံထက်တဲ့သွားနဲ့ကိုယ်အင်ကအစိတ်အပိုင်းတွေရှိလာပါပြီ။ဒီကောင်ကြီးတွေအတွက်အစာစားရင်တော့ကြိုက်တဲ့အကောင်ရွေးလိုက်ရုံပါပဲ။
အခုမြင်နေရတဲ့အကောင်လေးတွေကိုတော့ပီကာယာလို့ခေါ်ပြီး1 cm လောက်ပဲအရှိရှိပေမဲ့ဒီအကောင်လေးတွေဟာပထမဆုံးအနေနဲ့ကြောယူးတွေကိုပိုင်ဆိုင်ထားသူတွေဖြစ်လာပါတယ်နှစ်ပေါင်းတန်းချီကြတဲ့အချိန်အတွင်းမှာဒီရိုးရှင်းတဲ့ဖွဲ့စည်းပုံတစ်ခုကနေကျွန်တော်တို့လူသားတွေကိုမတည့်ရလမ်းလျှောက်နိုင်အောင်လုပ်ပေးတဲ့ကြောရိုးတွေဖြစ်တဲ့အထိစင်ကဲပြောင်းလဲလာမှာပါကျွန်တော်တို့တွေဟာသမုဒ္ဒရာအောက်ခြေကိုဆင်းပြီးအပျက်စီးတွေကြားမှာတက်ရှိတွေရှိမလားလို့ရှာဖွေနေခဲ့ကြပေမဲ့ကျွန်တော်တို့ဆင်းလာခဲ့တဲ့နေရာဟာတက်ရှိတွေအများကြီးရှိနေပြီဖြစ်တဲ့ကမ္ဘာကြီးတစ်ခုတောင်ဖြစ်နေပါပြီဒီနေရာမှာတော့ trilobite တွေကအသက်ရှင်ဖို့ရှာဖွေစားတောက်နေကြပြီးတက်ရှိတွေဟာကျွန်တော်တို့နဲ့ရင်းနှီးတဲ့ပုံစံတွေအဖြစ်ကိုစတင်ပြောင်းလဲလာနေကြပါပြီသမုဒ္ဒရာထဲမှာတက်ရှိတွေကူးခတ်သွားလာနေကြပြီဆိုတော့မြေပြင်ပေါ်မှာရောဘာတွေဖြစ်နေပြီလဲမြေပြင်ပေါ်မှာတော့တွေးကြည့်လို့မရနိုင်တဲ့အံ့ဩစရာတွေထူးဆန်းတဲ့တက်ရှိတွေနဲ့စမ်းကြဲတဲ့အပင်ကြီးတွေရှိနေမှာဖြစ်ပြီးအဲ့ဒီအရာတွေကိုကျွန်တော်တို့မကြခင်ရှာတွေ့တော့မှာပါအခုရောက်နေတဲ့အချိန်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းတန်း460အချိန်ဖြစ်ပါတယ်အပေါ်ရမြေလော်ကြီးတွေဟာထပ်မံရွေရှားသွားခဲ့ပြီးအဲ့ဒီအောက်မှာတော့တိုက်ကြီးအသစ်တစ်ခုဖြစ်တဲ့ဂွန်ဒေါ်နာလို့ခေါ်တဲ့တိုက်ကြီးရှိနေပါတယ်အပူချိန်ကတော့အနည်းငယ်ပူနေပြီး30 ဒီဂရီဆဲလ်စီယပ်မှာရှိနေပါတယ်အောက်ဆီဂျင်ပမာဏဟာလည်းကျွန်တော်တို့လက်ရှိခေတ်လောက်နီးပါးရောက်ရှိနေပါပြီကုန်းမြေကြီးဟာအပင်တွေပေါက်ဖို့သင့်ပြီဖြစ်ပြီးတော့တက်ရှိတွေသွားလာနေတာရှိသင့်ပြီဖြစ်ပေမဲ့ရေညှိပင်အဆူဝေးတချို့ကလွဲလို့ဒီနေရာမှာဘာမှရှိမနေပါဘူးဘာမှရှိမနေရတဲ့အကြောင်းပြချက်ကတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့နေပါနေဟာသူ့ရဲ့အားပြင်းတဲ့ရောင်ကြီးတွေကမ္ဘာမျက်နှာပြင်ပေါ်ကိုထိုးချနေတာကြောင့်ကျွန်တော်တို့သမုဒ္ဒရာအောက်မှာမြင်ခဲ့ရတဲ့သက်ရှိတွေဟာကုန်းမြေပေါ်မှာရှင်သန်ဖို့မဖြစ်နိုင်ကြပါဘူးဒါပေမဲ့နေရဲ့ပြင်းထန်တဲ့ radiation တွေဝင်လာနေတဲ့ကမ္ဘာအထက်ပိုင်းကီလိုမီတာ50လောက်မှာတော့ထူးဆန်းတဲ့အရာတစ်ခုဖြစ်နေပါတယ်အောက်ဆီဂျင်ဓာတ်ငွေ့ဟာနေကလာတဲ့ radiation နဲ့တွေ့တဲ့အခါအောက်ဆီဂျင်ကနေနောက်ထပ်ဓာတ်ငွေ့တစ်မျိုးဖြစ်ကိုပြောင်းလဲသွားပါတယ်အဲ့ဒါကိုတော့အိုဇုံလို့ခေါ်ပါတယ်ဒီအိုဇုံဓာတ်ငွေ့ဟာကမ္ဘာကြီးကိုဖုံးအုပ်ပေးမဲ့စောင်ကြီးတစ်ထည်ဖြစ်စတင်ဖြစ်ပေါ်လာနေပါပြီဒီအိုဇုံအလွှာကနေနေစီရလာတဲ့အန်ဒီရရှိတဲ့ရောင်ကြီးလှိုင်းတွေကိုစုပ်ယူနေပြီးနှစ်ပေါင်းတန်း120အတွင်းမှာတော့အိုဇုံအလွှာဟာပိုမိုထူထဲလာပြီးကမ္ဘာပေါ်လာမဲ့ radiation တွေကိုပိုမိုတားဆီးပေးလာနိုင်ပါတယ်အိုဇုံလွှာမရှိဘဲနဲ့ကုန်းမြေပေါ်သက်ရှိတွေဟာလုံးဝရှိမလာနိုင်ပါဘူးအခုတော့ radiation ကိုကာကွယ်ပေးနိုင်မဲ့အရာရှိလာတာကြောင့်ကုန်းမြေပေါ်မှာသက်ရှိတွေရောက်လာဖို့အခြေအနေတွေဟာပြီးပြည့်စုံသွားပါပြီကြည့်လိုက်ပါအခုမြင်နေရတဲ့သေးငယ်တဲ့ရေညှိလိုအပင်တွေဟာကုန်းမြေရဲ့ပထမဆုံးအပင်တွေဖြစ်လာပါတယ်ဒါပြင်ဒီအပင်တွေကနေအောက်ဆီဂျင်တွေတောင်ထပ်ထုတ်ပေးပါသေးတယ်ဒါကြောင့်အောက်ဆီဂျင်ပမာဏဟာတဟုန်တိုးတက်လာပါတယ်အချိန်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း385တန်းကိုရောက်လာခဲ့ပါပြီအနာဂတ်နေ့တစ်နေ့မှာတော့သိပ္ပံပညာရှင်တွေဟာမှတ်ကျောက်တင်လို့ရမယ့်ရှာဖွေမှုတစ်ခုကိုကနေဒါရဲ့ကျွန်းတစ်ခုကတောင်ကြားတစ်နေရာမှာတွေ့ရှိခဲ့ကြပါတယ်သူတို့တွေဟာအခုမြင်နေရတဲ့ပုံစံဆန်းဆန်းငါးရဲ့ကြောက်ဖြစ်ရုပ်ကျွင်းကိုရှာဖွေတွေ့ရှိကြမှာပါဒီငါ့ကိုတော့ tick-tail လို့ခေါ်ပါတယ်သူ့ရဲ့ level ကရွေရှားလို့ရပြီးသူ့ကိုမော့ကြည့်လို့ရအောင်လှုပ်ဆောင်ပေးပါတယ်ဒီငါ့သူ့ရဲ့ရေရက်တွေကိုခြေထောက်တေလို့အသုံးချပြီးကုန်းပေါ်တက်ဖို့ကြိုးစားနေပါတယ်ဒီလိုနဲ့ပဲရေထဲကနေထွက်လာခဲ့ပါတယ်ဒါဟာချက်ချင်းကုန်းပေါ်တက်ပြီးပြောင်းလဲသွားတာမျိုးမဟုတ်ဘဲနှစ်ပေါင်း15တန်းလောက်အကြာမှာ tetrapod ဆိုတဲ့မျိုးစိတ်အဖြစ်ကိုစင်ကဲပြောင်းလဲလာတာဖြစ်ပါတယ်ဒီကောင်တွေဟာပိုတန်မာတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေပွားများလာပြီးရေထဲမှာထက်ကုန်းပေါ်မှာပိုနေကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းတန်း360လောက်အရောက်မှာတော့သူတို့တွေဟာကုန်းမြေကိုပဲသူတို့ရဲ့အိမ်အဖြစ်နေကြပါတော့တယ်ဒီလိုသက်ရှိရနေပြီးတော့ခြေလေးချောင်းရှိတဲ့သက်ရှိတွေဟာစင်ကဲတိုးတက်လာခဲ့ပါတော့တယ်ဒိုင်နိုဆောတွေငှက်တွေနိုးတိုက်သတ္တဝါတွေနောက်ဆုံးမှာတော့လူသားတွေအထိကိုရောက်လာခဲ့ကြပါတယ်ဒီနေရာမှာတခုကြားပြတ်ပြောချင်တာကဒီဗီဒီယိုဟာကမ္ဘာကြီးအစဉ်စဉ်ပြောင်းလဲပြီးလူသားတွေအထိရောက်လာပုံကိုရှင်းပြထားတာဖြစ်တဲ့အတွက် evolution process ကိုတော့အသေးစိတ်ရှင်းပြထားတာမျိုးပါမှာမဟုတ်ပါဘူးဒါကြောင့် evolution theory အကြောင်းအသေးစိတ်သိချင်ရင်တော့ကိုယ်တိုင်လေ့လာနိုင်ပြီးကျွန်တော်လည်းအချိန်ရရင်ဒီလိုဗီဒီယိုမျိုးကိုရှာဖွေပြီးတင်ဆက်ပေးပါဦးမယ်အခုတော့ကျွန်တော်တို့ဘယ်နေရာကိုကြည့်ကြည့်အပင်တွေကိုမြင်နေရမှာဖြစ်ပြီးတော့တချို့ဆိုရင်မီတာ30လောက်တောင်အမြင့်ရှိနေကြပါပြီဒါဟာကျွန်တော်တို့ပထမဆုံးမြင်ရတဲ့သစ်စေ့လေးတစ်စေ့ဖြစ်ပါတယ်ဒီမတိုင်ခင်ထိအပင်တွေဟာမျိုးပွားဖို့အတွက်အစိနဲ့မတူတဲ့ spore လို့ခေါ်တဲ့အရာကိုသုံးခဲ့ကြပါတယ် spore ဆိုတာဆဲတစ်မျိုးပဲပါတဲ့အမှုန်ဖြစ်ပြီးကြီးထွားရှင်သန်ဖို့ရေပမာဏအများကြီးလိုအပ်ပါတယ်
ဒါပေမဲ့လည်းဒီအစီကတော့ရေရှိတဲ့နေရာကနေကီလိုမီတာနဲ့ချီတဲ့အဝေးမှာရှိနေပြီးလေနဲ့အတူကုန်းတွင်းမိုင်းကိုတောင်ပို့ပြီးလွင့်နေပါသေးတယ်ရှင်သန်နိုင်မှုအတွက်ဒီအစီဟာသူ့အတွက်အစာနဲ့ရေကိုကိုယ်တိုင်စုဆောင်းထားပြီးသားဖြစ်ပါတယ်ဒါကြောင့်စပေါ်နဲ့မတူတဲ့အချက်ကဒီအစီဟာရေနဲ့အဝေးကြီးမှာလနဲ့ချီကြာတဲ့အထိကိုယ်တိုင်ရှင်သန်နိုင်ပါတယ်တချို့ဆိုနှစ်နဲ့ချီတောင်ရှင်သန်နိုင်ပါတယ်စောစောမြင်ခဲ့တဲ့အစီသေးသေးလေးဟာအခုတော့အပင်ကြီးတစ်ပင်ဖြစ်ကိုကြီးထွားလာပြီးတောအုပ်ကြီးတစ်ခုအနေနဲ့ကုန်းတွင်းမိုင်းကိုပြန့်နှံ့လာပါတယ်ဒီနည်းနဲ့ပဲအစီတွေဟာကဘာအနှံ့ပြန့်နှံ့ရှင်သန်လာကြပါတယ်ဒါ့အပြင်ဒီအပင်တွေဟာပမာဏအရန်များတဲ့အောက်ဆီဂျင်တွေကိုထပ်ပြီးထုတ်ပေးကြပြန်ပါတယ်အခုလိုအချိန်ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့လူသားတွေတောင်ဒီအချိန်တွေမှာရက်တီရှင်သန်ပြီးအသက်ရှူလို့ရတဲ့အနေအထားကိုရောက်ရှိသွားပါပြီကျွန်တော်တို့ဟာဘာမှမရှိတဲ့တန်ဘူးလုံးကြီးအဖြစ်ကနေအခုလိုစိမ့်ပြာရောင်တန်းနေတဲ့လှပတဲ့ဂျိုကြီးတစ်လုံးဖြစ်ကိုခရီးရှည်ကြီးရောက်လာခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီမြေကြီးပေါ်မှာကျွန်တော်တို့လူသားတွေဟာနောက်ထပ်နှစ်ပေါင်းတန်း360လောက်ကြာတဲ့အထိပေါ်ပေါက်လာအောင်မှာမဟုတ်သေးပါဘူးဒီပိုင်းလေးကိုတော့ဒီမှာပဲအဆုံးသတ်ပါမယ်နောက်ထပ်တစ်ပိုင်းကိုဆက်လက်ကြည့်ရှုပေးကြဖို့လည်းဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်